Chelsea ပရိသတ်တွေအတွက်စိတ်လှုပ်ရှားစရာ transfer သတင်းတွေထပ်မံထွက်ပေါ်လာပြန်ပါပြီ ဒီတစ်ခေါက်မှာတော့ Chelsea အသင်းနဲ့ချိတ်ဆက်ခံနေရတဲ့ကစားသမား9ယောက်အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ဒီ9ယောက်ထဲမှာ Real Madrid ကျယ်ပွင့် Premier League ရဲ့အကောင်းဆုံးအလယ်တန်းကစားသမားတွေထဲကတစ်ယောက်နဲ့အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှုတစ်ယောက်တောင်ပါဝင်နေပါတယ်ဒါဆိုဘယ်သူတွေဖြစ်မလဲကြည့်လိုက်ရအောင်ပထမဆုံးကစားသမားကတော့ဟာကိုဘိုရာမွန်ဖြစ်ပါတယ်အသက်ငယ်ရွယ်သေးတဲ့စပိန်ခံစစ်ကစားသမားဟာ Real Madrid Academy ကနေပေါ်ထွက်လာတဲ့အရေးချင်းရှိဒီဖန်တာတစ်ယောက်ဖြစ်ပါတယ်Chelsea ဟာအနာဂတ်အတွက်လူငယ်ကစားသမားတွေကိုစက်တိုက်ခေါ်ယူနေတဲ့အသင်းဖြစ်တာကြောင့်ဟာကိုဘိုရာမွန်လိုကစားသမားမျိုးကိုစိတ်ဝင်စားနေတာအံ့ဩစရာတော့မဟုတ်ပါဘူးလီဗိုင်းကိုဝဲ Josh Archian ပေါင်းတို့နဲ့အတူ Chelsea ခံစစ်ရဲ့အနာဂတ်ကိုတိစောက်နိုင်မဲ့ကစားသမားတစ်ယောက်လို့သတ်မှတ်ခံထားရပါတယ်ဒုတိယကစားသမားကတော့ဟာဗီယာကွယ်ယာဖြစ်ပါတယ်ဗလင်စီယာအသင်းရဲ့လူငယ်ကျယ်ပွင့်အလယ်တန်းကစားသမားဖြစ်ပြီးစပိန်ဘောလုံးလောကမှာအလွန်အမင်းနာမည်ကြီးလာနေတဲ့တယ်လန်တစ်ယောက်ပါကွယ်ယာဟာဘောလုံးကင်ကစားနိုင်စွမ်းပါစင် ability နဲ့ game control ဘိုင်းမှာထူးချွန်သူဖြစ်ပါတယ်Enzo Fernandez နဲ့ Moises Caicedo တို့နောက်က rotation ပတ်လေးရဖြစ်စတင်ပြီးနောက်ပိုင်း Chelsea ရဲ့အဓိက midfielder ဖြစ်လာနိုင်တဲ့အလားအလာရှိပါတယ်တတိယကစားသမားကတော့အတန်ဝါတွန်ဖြစ်ပါတယ် Crystal Palace အသင်းမှာအလွန်ကောင်းမွန်တဲ့ခြေစွမ်းတွေပြသနေပြီး Premier League ရဲ့အကောင်းဆုံးလူငယ် midfielder တွေထဲကတစ်ယောက်လို့သတ်မှတ်ခံထားရပါတယ်ဝါတွန်ရဲ့အားသာချက်ကတော့ vision passing နဲ့ game reading ဘိုင်းတွေဖြစ်ပါတယ်Chelsea အသင်းဟာ midfield ကိုပုံမအင်အားတောင့်တင်းစေဖို့စဉ်းစားနေတယ်ဆိုရင်အတန်ဝါတွန်ဟာစိတ်ဝင်စားစရာရွေးချယ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်စတုထကစားသမားကတော့ Iliman Ndiaye ဖြစ်ပါတယ်Everton တိုက်စစ်ကစားသမား Ndiaye ဟာတယောက်ချင်းကြော်ဖြတ်နိုင်စွမ်းကောင်းပြီးဝင်းနဲ့attacking midfielder position နှစ်ခုလုံးမှာကစားနိုင်သူဖြစ်ပါတယ်။ Chelsea ဟာလက်ရှိမှာတိုက်စစ်ပိုင်းအင်အားကိုပုံမနဲ့ဆိုင်စေချင်နေတဲ့အတွက် Ndiaye လိုဘာစာတိုင်းပတ်လေးရတယောက်ကိုခေါ်ယူဖို့စဉ်းစားနေတာဖြစ်နိုင်ပါတယ်။ Ndiaye ရဲ့ Spain နဲ့ Key ATPT က Chelsea တိုက်စစ်မှာအကျိုးပြုနိုင်မလားဆိုတာလည်းစိတ်ဝင်စားစရာဖြစ်နေပါတယ်။နောက်ဆုံးကစားသမားကတော့ Jarrod Bowen ဖြစ်ပါတယ်။ဒီစရင်းထဲမှာအတွေ့အကြုံအများဆုံးကစားသမားလည်းဖြစ်ပါတယ်။ West Ham အသင်းရဲ့အသင်းကောင်းဆောင်ဖြစ်တဲ့ဘိုဝင်ဟာ Premier League မှာနှစ်ပေါင်းများစွာခြေစွမ်းပြခဲ့ပြီးအင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်းကစားပေးခဲ့ပါတယ်။ Chelsea အသင်းရဲ့ရိုက်ဝင်း position မှာပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာစေဖို့ဘိုဝင်လို goal scoring ability ရှိတဲ့ကစားသမားတစ်ယောက်လိုအပ်နိုင်ပါတယ်။ဒါပေမဲ့ဘိုဝင်ကိုခေါ်ယူမယ်ဆိုရင် transfer fee မြင့်မားနိုင်ပြီး West Ham ဘက်ကလည်းလွယ်လွယ်နဲ့လက်လွတ်မဲ့ပုံတော့မရှိပါဘူးဒါဆို Chelsea ဖန်ကြီးကိုတို့ရောဟာကိုဘိုရာမွန်ဟာဗီယာကွယ်ရာအတန်ဝါတွန်အီလီမန်အန်ဒီယာယီနဲ့ဂျာရော့ဘိုဝင်တို့တဲကဘဲကစားသမားကို Chelsea အသင်းစီအရောက်စေချင်ဆုံးလဲပြီးတော့ဒီ9ယောက်ထဲကဘသူက Chelsea အတွက်အလိုအပ်ဆုံးခေါ်ယူမှုဖြစ်မယ်လို့ထင်လဲမင်းတို့ရဲ့အမြင်ကိုကွန်မန့်မှာရေးခဲ့ပေးပါဦး Chelsea transfer သတင်းအသစ်တွေကိုမလွတ်တမ်းသိချင်ရင် like နဲ့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့